Burberry စီးစော့ crowd ဆိုတာဘာပြောရလဲဒါကြီးဆိုပါဒီညီလေးတယောက်က Burberry စီးစော့ crowd ဆိုတာဘာပြောရလဲလို့မေးထားပါတယ်တကယ်တော့စကားလုံးကနှလုံးဖြစ်ပါတယ် Burberry ကျွန်တော်တို့မှာ Burberry လို့ပြောပါတယ် Burberry ပြီးတော့မှစီးစော့ crowd အဓိပ္ပာယ်ကနည်းနည်းလေးကွဲတယ်ပေါ့နော် Burberry ကနည်းနည်းပိုပြင်းတယ်ဥပမာအဓိပ္ပာယ်မရှိတဲ့ဟာတွေကိုလာပြီးတော့ပေါက်တက်ကရလာပြောတာပေါ့နော်နည်းနည်းလေးသူကရိုင်းကျင်တယ်အဲ့ဒီ Burberry စကားနည်းနည်းပြင်းဟိုကတင်းမာတဲ့သဘောမှာပြောတယ်ဟဲ့အောင်မင်းပေါက်တက်ကရတွေလာအဓိပ္ပာယ်မရှိတာတွေလာပြောမနေနဲ့ဆိုတာမျိုးနေရာမှာတုံးပါတယ်ဝဲကောင်း Burberry Pro နေကမော Burberry လာ Pro မနေရဲ့အဲ့လိုမျိုးပြောပါတယ်စီးစောက် crowd ကြတော့လေပေါက်တက်ကရပါပဲဒါပေမဲ့ तू ကကြတော့အရင်အဲ့လိုမျိုးလေးလေးနက်နက်သိမ့်မရှိဘူးပေါ့နော်ဟိုအသေးအဖွဲလေးတွေဟိုရှောက်ပြီးတော့ပေါက်ကရလာပြောနေတဲ့ပုံစံမျိုးအဲ့လိုမျိုးနေရာမှာတုံးပါတယ်ဝဲစီးစောက် crowd လာ pro မနေရဲ့ဒါတော့စိတ်လည်းအရင်မဆိုးဘူးဒီတိုင်းလေးပုံမှန်လေးပြောတဲ့သဘောဖြစ်တယ် Burberry ဆိုတဲ့စကားလုံးကိုတုံးရင်တော့စိတ်နည်းနည်းဆိုးနေပြီဆိုတဲ့အဓိပ္ပာယ်တက်ရောက်နိုင်ပါတယ်ဆိုတော့ Burberry ကပေါက်တက်ကရပဲဒါပေမဲ့နည်းနည်းပို့ပြီးတော့လေးနက်တဲ့အကြောင်းအရာတွေကိုပြောနေတဲ့အချိန်မှာလုံးဝတစ်ဖက်လူကလုံးဝလက်မခံနိုင်တဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာအဲ့ဒီစကားလုံးကိုတုံးပြီးတော့ပြောပါတယ်ဝဲ Burberry လာ pro မနေရဲ့နော်မင်းပေါက်တက်ကရလုံးဝလာပြောမနေနဲ့အဲ့လိုမျိုးအဓိပ္ပာယ်မျိုးစီးစက် crowd ကြတော့ဟဲ့ပေါက်ကြရလာပြောမနေပါနဲ့ကွာဆိုတဲ့ဟာမျိုးဝဲစီးစက် crowd လာ pro မနေရဲ့အဲ့လိုနေရာမှာတုံးပါတယ်မေးပြီးတာကျေးဇူးတင်ပါတယ်